မင်းဖြစ်တာတောင်နဲသေးတယ်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲကျွန်တော်တို့တယောက်ယောက်ကတယောက်ယောက်ကိုကျွန်တော်တို့မလုတ်တင်တာကိုမလုတ်ဖို့တားမြစ်ထားပေမဲ့ तू ကလုတ်လိုက်တဲ့အတွက်အဲ့ဒီမကောင်းတဲ့ဟာကြီး तू ခံလိုက်ရတယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကမင်းဖြစ်တာတောင်နဲသေးတယ်လို့ပြောကြတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအင်္ဂလိပ်လိုဘယ်လိုပြောလို့ရလဲဆိုတော့ it serves you right it serves you right မင်းဖြစ်တာတောင်နဲသေးတယ်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ကစကားပြောတဲ့အခါမှာဘယ်လိုပြောလို့ရလဲဆိုရင်ဥမာမင်းငါစကားမှနားမထောင်တာမင်းဖြစ်တာတောင်နဲသေးတယ်အဲ့လိုဆိုလို့ရှိရင် you didn't listen to me it serves you right you didn't listen to me it serves you right မင်းငါစကားမှနားမထောင်တာမင်းဖြစ်တာတောင်နဲသေးတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုပြောလို့ရသေးလဲဆိုရင်ဥမာမင်းစာမကောင်းကောင်းမကြက်တာမင်းစာမွေးကြတာနဲတောင်နဲသေးတယ်အဲ့လိုဆိုလို့ရှိရင် you didn't study well it serves you right you didn't study well it serves you right မင်းစာမကောင်းကောင်းမကြက်တာမင်းကြားတောင်နဲသေးတယ်မင်းဖြစ်တာတောင်နဲသေးတယ်ဟုတ်ပြီကျွန်တော်နောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်ဥမာမင်းကစီးကန်းနေဖောက်တာကိုမင်းအေးယူခံရတာမင်းနဲတောင်နဲသေးတယ်အဲ့လိုဆိုလို့ရှိရင် you broke the rules it serves you right you broke the rules it serves you right မင်းစီးကန်းနေဖောက်တာကိုမင်းလိုက်မလိုက်နာတာမင်းပြပိတ်ခံရတာနဲတောင်နဲသေးတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်မင်းသတိပေးထားရတဲ့မင်းအဲ့ဒီဟာတွေကိုမင်း view မဆိုင်တာမင်းခုဖြစ်သွားတာနဲတောင်နဲသေးတယ်အဲ့လိုဆိုရင် you ignore all the warnings it serves you right you ignore all the warnings it serves you right မင်းသတိပေးထားတာကိုမင်း view မဆိုင်တဲ့အတွက်ကြောင့်မလို့မင်းခုလိုဖြစ်သွားတာမင်းဖြစ်တောင်နဲသေးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ကတယောက်ယောက်ကိုမင်းဖြစ်တာတောင်နဲသေးတယ်လို့ပြောချင် it serves you right ဆိုတော့ဒီ sentence လေးနဲ့ကျွန်တော်တို့ပြောလို့ရတယ်